ဒီနေ့မှာတော့ကျွန်တော်အရန်ကိုလိုချင်နေတဲ့ video file တစ် file ရထားပါတယ်အဲ့ဒီ video file ကိုယုံကြည်သူမိသားစုများအားလုံးကိုကျွန်တော်ပြချင်ပါတယ်ဒီ video file လေးကိုတေချာလေးကြည့်ပါပြီးကြတဲ့အခါမှာเนาะဒီ video file လေးအားဖြင့်ကျွန်တော်အရောက်တိုင်းကိုခွန်အားပေးချင်တာဖြစ်ပါတယ်ဒီ file လေးဟာเนาะကျွန်တော်တို့ယုံကြည်သူတော်တော်များများတတိမထားမိတဲ့ file လေးတစ်ခုဖြစ်ပါတယ်ယေရှုခရစ်တော်လက်ဝါးကားတိုင်းပေါ်မှာတက်သွားတဲ့အခါမှာကျမ်းစာမှာဘယ်လိုပြောလဲဆိုရင်မောင်မိုက်3နာရီအတိဖြစ်သွားတယ်เนาะအဲ့ဒီ video file လေးဖြစ်ပါတယ်ဒီမောင်မိုက်3နာရီလေးဟာကျွန်တော်တို့ဘဝအတွက်ဘယ်လောက်ထိတော့မှအပြောင်းလဲဖြစ်စေတယ်လဲဒီမောင်မိုက်3နာရီကကျွန်တော်တို့ဘဝအတွက်ဘယ်လောက်ထိတော့မှအရေးကြီးတယ်ဆိုတာကိုကျွန်တော်အားလုံးကိုသိစေချင်လို့เนาะဒီ video file ကိုပြတာဖြစ်ပါတယ်ဒီ video file လေးကကျွန်တော်ရဲ့ဘဝကိုလည်းပြောင်းလဲစေတဲ့ video file ဖြစ်ပါတယ်ကျွန်တော်တို့အတူတူကဒီ video file ကိုကြည့်ရအောင်ပြီးမှကျွန်တော်နှုတ်ပတ်တော်အားဖြင့်ခွန်အားယူကြရအောင်အားလုံးကိုကျွန်တော်တေချာလေးကြည့်စီချင်ပါတယ်ရှိကတော့ဘလက်ဝါကားလိုက်မှာတင်တက်တဲ့အခါမှာဖြစ်ပါတယ် Father, forgive them, for they know not what they do. ယေရှုခရစ်တော်ကသူတို့ရဲ့အပြစ်ကိုလွတ်ပါလို့ပြောပြီးတဲ့နောက်ပိုင်းမှာအဲ့မှာဘာဖြစ်သွားလဲဆိုရင်မောင်မိုက်3နာရီအတိဖြစ်သွားတယ်လို့တော့ကျမ်းစာကပေါ်ပြထားတယ်လုံးဝမောင်မိုက်ဖြစ်သွားတာအဲ့ဒီအချိန်မှာကဖျားသခင်ရဲ့မျက်နာလွဲခြင်းခံရတဲ့အချိန်ဖြစ်ပါတယ်ယေရှုခရစ်တော်အခန်းစားရအခက်ဆုံးအချိန်ကဒီအချိန်ဖြစ်ပါတယ်။တလောကလုံးရဲ့ကြိမ်ချင်းအမင်္ဂလာတွေတလောကလုံးရဲ့စိုးညစ်ခြင်းတွေအပြစ်တွေဖြားနာခြင်းတွေကြိမ်ချင်းတွေတေခြင်းတွေအားလုံးယေရှုခရစ်တော်ရဲ့အထဲပါအဲ့ဒီမောင်မိုက်3နာရီမှာခမဲတော်ဘုရားသခင်ကထက်နေတဲ့အချိန်ဖြစ်ပါတယ်။ခဏရဲ့အားလုံးဒီမှာမြင်တွေ့ရလိမ့်မယ်တေချာလေးကြည့်ပါဒီမှာတွေ့ရတယ်နော်အဲ့ဒီနော်အခိုးငွေနော်အဲ့ဒီအခိုးငွေဒါကတော့ကျွန်တော်တို့တရုတ်ခေါ်ထားတဲ့အရာဖြစ်တာပေါ့နော်ဒီနေ့မှာဘုရားသခင်ကယေရှုခရစ်တော်ဆွန့်ပစ်ပြီကျွန်ုပ်ဘုရားအဘယ်ကြောင့်ကျွန်ုပ်ကိုဆွန့်ပစ်တယ်နည်းဆိုပြီးတော့ယေရှုခရစ်တော်ပြောတယ်ဘုရားသခင်မျက်နှာလုံးဝလွဲလိုက်ဘာကြောင့်လဲဆိုရင်ဘုရားသခင်ကလူတွေကိုမမြင်စေချင်ဘူးအဲ့ဒါကိုလေယေရှုခရစ်တော်ရဲ့အထဲမှာတလောကလုံးရဲ့အပြစ်တွေတလောကလုံးရဲ့ကျင့်ချက်အမင်္ဂလာတွေထည့်နေတာကိုလူတွေကိုမမြင်စေချင်တဲ့အတွက်ကြောင့်ဘုရားသခင်ကမောင်မိုက်3နိုင်အတိလုံးလိုက်တာဖြစ်ပါတယ်ကြည့်ပါယေရှုရဲ့အထဲမှာနော်အကုန်လုံးခမဲတော်ကထည့်နေပါတယ်အမင်္ဂလာတွေစင်ရချင်းတွေအနာယောဂါတွေအပြစ်တရားရဲ့အခတွေအားလုံးယေရှုရဲ့အထဲမှာဝင်နေတယ်နော်ဒီချာကြည့်ပါအားလုံးယေရှုရဲ့အထဲမှာဝင်နေတယ်ကြည့်ပါဝေါနောက်တော့ငါကြည့်ကြမယ်ဝေါအားလုံးဘုရားသခင်ကယေရှုရဲ့အထဲကိုထည့်ပလိုက်ပြီဟာလေလုယာလောကလုံးရဲ့ပြစ်တွေဒီစရိုက်တွေအမင်္ဂလာတွေအားလုံးယေရှုရဲ့အထဲကိုထပ်ပြီးသွားတဲ့အခါမှာယေရှုခရစ်တော်ကဘာပြောတယ်လဲဆိုရင်အမှုပြီးပြီလို့ပြောတယ်ဟာလေလုယာအဲ့လိုအမှုပြီးပြီလို့ယေရှုခရစ်တော်ကြေညာလိုက်တဲ့အခါမှာအဲ့ဒီမောင်မိုက်တွေကအကုန်ပျောက်သွားပြီးတော့အလင်းသားကပေါ်ထွန်းလာတယ်ဟာလေလုယာဘုရားခင်နာမတော်ဘုန်းကြီးပါစေဘုရားခင်ကကျွန်တော်တို့ကိုမောင်မိုက်ထဲကနေလုံးဝအပြည့်အဝဘုရားခင်ကယ်နှုတ်ခဲ့တယ်ဒီဗီဒီယိုဖိုင်ကိုကျွန်တော်ကြည့်တဲ့အခါမှာတကယ်ကိုယေရှုခရစ်တော်ကဒီမောင်မိုက်3နာရီကိုသူအရင်ကြောက်ခဲ့ဒါကြောင့်မို့လဲဘာပြောလဲဆိုရင်သူကားတိုင်းပေါ်မှာတက်ခင်မှာကိုရောတဲ့ဤခွက်ကိုကျွန်တော်နိုင်လွန်သွားနိုင်လို့ရှိရင်လွန်သွားပါစေတဲ့ဒါပေမဲ့ကျွန်တော်ရဲ့အလိုတော်တိုင်းတော့မဖြစ်ပါစေနဲ့ယေရှုခရစ်တော်အကြောက်ဆုံးအချိန်ကအဲ့ဒီမောင်မိုက်3နာရီအချိန်ဖြစ်ပါတယ်ကျွန်တော်တို့ထင်တာကယေရှုခရစ်တော်ကိုယောမစစ်သားတွေကနှိပ်စက်တဲ့လူတွေကတတွေးထွေးတဲ့လူတွေကအပြစ်တင်တဲ့လူတွေကကဲ့ရဲ့တဲ့တနာစရာပါယေရှုခရစ်တော်ဒီလောက်ပဲကျွန်တော်တို့ကယေရှုခရစ်တော်ကိုမြင်ကြတယ်တကယ်တော့အဲ့ဒီမောင်မိုက်3နာရီက
အရန်အရေးကြီးဆုံးသောအချိန်ဖြစ်ပါတယ်အဲ့ဒီမောင်မိုက်3နာရီမှာခမဲတော်ကတလောကလုံးရဲ့အပြစ်တွေဒုစရိုက်အပြစ်တွေဗီဇအပြစ်တွေအမင်္ဂလာအားလုံးကိုယေရှုခရစ်တော်ရဲ့အထဲကိုထည့်တာ3နာရီလုံးထည့်တာနော်ဘလောက်ထိတော့မှဒီလောကရဲ့အပြစ်တွေဘလောက်နာကျင်စရာကောင်းတယ်လေတင်းရဲ့အပြစ်တွေအားလုံးအဲ့ဒီထဲမှာထည့်နေတာဘုရားသခင်ကအယက်ပြင်းထန်လွန်းလို့အယက်နာကျင်ရလွန်းလို့ခမဲတော်ကလေလူတွေကိုမပြချင်ဘူးအဲ့ဒီအချိန်ကိုလုံးဝမောင်မအတိဖြစ်လိုက်တယ်အဲ့မှာရှိနေတဲ့လူတွေတော့မှယေရှုရဲ့ကားတိုင်းချင်းအောက်မှာရှိနေတဲ့လူတွေတော့မှဘယ်သူမှမမြင်ရဘူးဘယ်သူမှမမြင်ဘူးဘုရားကဘယ်သူကမှမြင်ခွင့်မပေးဘူးကြည့်ကြည့်ပါညီကောင်မောင်နှမများဘယ်လောက်ထိတော့မှနာကျင်ခံစားရမလဲဒါကတင်တဲ့ကျွန်ုပ်ကိုချစ်လို့ဖြစ်ပါတယ်ခမဲတော်ကိုယ်တိုင်ကလည်းကျွန်တော်တို့ကိုအယမ်းချစ်တယ်လို့ယေရှုခရစ်တော်ကလည်းကျွန်တော်တို့ကိုတိတ်ချစ်တယ်ဟာလေလုယာအဲ့ဒီမောင်မိုက်3နာရီမှာ तू ခံစားရတာဘယ်သူမှမသိဘူးအဲ့ဒီမောင်မိုက်3နာရီဟာကျွန်တော်တို့အတွက်လုံးဝလွတ်မြောက်စေတဲ့အချိန်တိုင်းဖြစ်တယ်ကျွန်တော်တို့ကိုလုံးဝဘဝကိုပြောင်းလဲစေတဲ့အချိန်တိုင်းဖြစ်တယ်ဟာလေလုယာမောင်မိုက်ကနေအလင်းကိုပေါ်ထွက်စေတဲ့အချိန်ဖြစ်တယ်ဟာလေလုယာမောင်မိုက်3နာရီမှာယေရှုအထက်ကိုအကုန်စီခမဲတော်ကထက်ပြီးသွားတဲ့အခါမှာယေရှုကဘာပြောတယ်လဲဆိုအမှုပြီးပြီတဲ့ဟာလေလုယာအမှုပြီးပြီလေယေရှုကတော့ကြီးညာလိုက်ရောအလင်းတန်းတွေပြန်ပေါ်ထွက်လာတယ်မောင်မိုက်အကုန်လုံးပျောက်သွားတယ်ဟာလေလုယာတင်းရဲ့ဘဝမှာရှိနေတဲ့မောင်မိုက်တဲ့အားလုံးလွင့်ထွက်ကုန်ပြီတင်းဟာယေရှုကတော့ကိုယုံကြည်လက်ခံတဲ့နေ့ကစပြီးတော့တင်းရဲ့ဘဝမှာလွှမ်းမိုးနေတဲ့ကြီးစိုးနေတဲ့မောင်မိုက်ထူကြီးတဲ့အားလုံးဟာလွင့်ထွက်သွားကုန်ပြီချိန်ချင်းအမင်္ဂလာတွေလွင့်ထွက်သွားကုန်ပြီအနာရောဂါတွေလွင့်ထွက်သွားကုန်ပြီစင်ရဲ့ချင်းတွေလွင့်ထွက်သွားကုန်ပြီဟာလေလုယာအာအင်ချင်းတဲ့ချင်းတွေဝမ်းနဲ့စရာတွေအရှက်ကွေးချင်းတွေအားလုံးလွင့်ထွက်သွားကုန်ပြီဟာလေလုယာဖျားနာမဘုံကြည်ပါစေကျွန်တော်တို့ထွတ်မြတ်အောင်ချမ်းမှာကျွန်တော်ကြည့်တဲ့အခါမှာအေဂုတုပြည်မှာဖျားသခင်ကဒီအေဂုတုလူမျိုးတွေကိုစုံမတဲ့အခါမှာမောင်မိုက်3ရက်တိတိဖျားသခင်စုံမခဲ့တဲ့အချိန်ရှိတနည်းအားဖြင့်ပြောရင်အဲ့ဒီမောင်မိုက်အချိန်ဟာဖျားသခင်ရဲ့အမျက်ဒေါသတွန်းလောင်းတဲ့အချိန်ဖျားသခင်စုံမတဲ့အချိန်ဖြစ်တယ်အေဂုတုပြည်မှာဖျားသခင်ကရန်သူတွေကိုစုံမတယ်3ရက်လုံးလုံးမောင်မိုက်အတိဖြစ်စေတယ်ဒါပေမဲ့ဖျားသခင်ကတာသမီတွေဘက်မှာအလင်းရတယ်ဟာလေလုယာအခုယေရှုခရစ်တော်ခံစားရတဲ့မောင်မိုက်3နာရီဟာဖျားသခင်ရန်သူကိုစုံမနေတဲ့အချိန်ဖြစ်တယ်ဟာလေလုယာရန်သူရဲ့လက်နဲ့တွေရန်သူရဲ့လက်ကွဲတွေမောင်မိုက်တကိုးတွေရဲ့အလုပ်တွေဒီမောင်မိုက်နဲ့ပတ်သက်တဲ့အရာတွေအားလုံးဖျားသခင်စုံမနေတဲ့အချိန်ဖြစ်တယ်ဟာလေလုယာဟာလေလုယာရန်သူရဲ့လက်ကွဲတွေအားလုံးယေရှုခရစ်တော်အထဲကိုဖျားသခင်ထည့်ပလိုက်ပြီယေရှုခရစ်တော်အထဲကိုဖျားသခင်စုံမလိုက်ပြီဟာလေလုယာတင်းနဲ့ကျွန်တော်နဲ့လုံးဝအဲ့ဒီအရာတွေခံစားခြင်းမလို့တော့ဒါကြောင့်မို့ကျွန်တော်ပြောချင်တယ်တင်းရဲ့အနာရောဂါတွေယေရှုခရစ်တော်အထဲမှာပါသွားပြီတင်းရဲ့ဖျားနာခြင်းတွေယေရှုခရစ်တော်အထဲမှာပါသွားပြီတင်းဖျားနာစရာအကြောင်းမရှိတော့ဘူးဟာလေလုယာတင်းဝမ်းနည်းစရာမရှိတော့ဘူးတင်းငိုကြွေးစရာကြေကွဲစရာအရှက်ကွဲစရာမရှိတော့ဘူးအားလုံးယေရှုရဲ့အထဲမှာပါသွားပြီဟာလေလုယာလုကာခန်းကြီး1အငယ်89မှာဒီလိုပြောတယ်မောင်မိုက်နဲ့တင်မင်းအရေးထန်တွေရှိနေတော့သူတို့၌အလင်းပေါ်ထွန်း၍ငါတို့အားညီတက်ခြင်းလန်းကိုပြလျက်ရှိသည်ဟုပရောဖက်ညာနှင့်ဟောလေ၏ကြည့်မောင်မိုက်ထဲမှာရှိနေတဲ့သူတွေမောင်မိုက်ထဲမှာရှိနေတဲ့တင်တဲ့ကျွန်ုပ်မောင်မိုက်ရဲ့ကြီးစိုးခြင်းခံရတဲ့တင်တဲ့ကျွန်ုပ်ကြီးစွာတော့အလင်းရရှိသွားပြီဟာလေလုယာဒါကြောင့်ချစ်ရတဲ့ယုံကြည်သူများဒီနေ့စပြီးတော့ကိုအထင်မသေးပါနဲ့ကိုအားမငယ်ပါနဲ့ကိုအပြစ်မတင်ပါနဲ့တင်းရဲ့ဘဝမှာမောင်မိုက်ရှိသမျှအားလုံးချိန်ချင်းအမင်္ဂလာရှိသမျှအားလုံးယေရှုခရစ်တော်ယူဆောင်သွားပြီမောင်မိုက်3နာရီထဲမှာအကုန်ပါသွားပြီဟာလေလုယာတင်းနဲ့ကျွန်တော်ဟာမောင်မိုက်သားမဟုတ်တော့တင်းနဲ့ကျွန်တော်ဟာလောကသားမဟုတ်တင်းနဲ့ကျွန်တော်ဟာဖျားသားသမီးဖြစ်သွားပြီတင်းနဲ့ကျွန်တော်ဟာကြီးမြတ်တော်သူဖြစ်သွားပြီကြီးဆိုတော့အလင်းထဲမှာရှောက်လန်းတော်သူဖြစ်သွားပြီဟာလေလုယာတင်းနဲ့ကျွန်တော်ဟာမျော်လင့်ချက်မဲ့တဲ့သူမဟုတ်တော့တင်းနဲ့ကျွန်တော်ဟာအားငယ်ရမဲ့သူမဟုတ်တော့တင်းနဲ့ကျွန်တော်ဟာကြာရှုံးမဲ့သူမဟုတ်ဘူးတင်းနဲ့ကျွန်တော်ဟာအောင်မြင်တော်သူဖြစ်သွားပြီတင်းနဲ့ကျွန်တော်ဟာကောင်းကြီးမင်္ဂလာခံစားရတော်သူဖြစ်သွားပြီဟာလေလုယာတင်းခံစားရမဲ့အရာတွေအားလုံးကယေရှုခရစ်တော်ကကိုယ်စားခံပြီးသွားပြီအဲ့ဒါဂျေဇုတော်ဖြစ်ပါတယ်